ကဲကျွန်တော်တို့ကောင်းမကောင်းစားစမ်းကြည့်မှာဖြစ်ပါတယ်ဗျာကဲကျွန်တော်တို့စားကြမယ်ဗျာ အားလုံးပဲမင်္ဂလာဗျာကျွန်တော်ဒီနေ့နှုတ်မောက်မပြောက်လောက်နီးလေးလောက်စားကြမှာဖြစ်ပါတယ်ဗျာအရင်ဆုံးကျွန်တော်တို့အိုးလေးတည်ပြီးတော့ကဲအိုးလေးဖွေးပေးပါမယ်ဗျာပြီးတော့ကျွန်တော်တို့တည်ထားတဲ့အိုးထံမှာရေလေးထည့်ပေးပါမယ်ဗျာရေလေးကကိုလိုတလောက်ထည့်ပေးပေါ့ဗျာကျွန်တော်ကတော့မမနှစ်ထောက်ပြောက်တဲ့အတွက်ရေများများတောင်းထားပါတယ်ဗျာကျွန်တော်တို့ရေနွေးတည်ထားတဲ့အချိန်မှာကျွန်တော်လောက်ထားတဲ့ပစုံပါမယ်ပြီးတော့ကျွန်တော်တို့ကနန်းပါမယ်ပြီးတော့ကျွန်တော်တို့အသားချောင်းနဲ့တောင်းထားပါတယ်ဗျာရင်နွေးလေးဆူလာပြီးဆိုတော့ကျွန်တော်တို့ဖွေးကြည့်ပါမယ်ဗျာကျွန်တော် mid pounder normal တစ်စိုက်တောင်းထားပါတယ်ဗျာကျွန်တော်တို့ normal လေးပြူထည့်ပြီးတော့ကျွန်တော်တို့အဖောင်းလေးအောက်ထားပေးပါမယ်ဗျာရင်နွေးလေးဆူလာပြီးဆိုတော့ကျွန်တော်တို့အဖောင်းလေးဖွေးကြည့်ပါမယ်ဗျာအသားချောင်းလေးထည့်မယ်ပစုံလေးနည်းနည်းထည့်မယ်ဗျာကနန်းနှလောင်းထည့်မယ်ဗျာပစ္စည်းလေးထည့်ပြီးတော့ကျွန်တော်တို့အဖောင်းလေးအောက်ထားပေးပါမယ်ဗျာရင်နွေးလေးဆူလာပြီးဆိုတော့အဖောင်းလေးဖွေးကြည့်ပါမယ်ဗျာမမထဲမှာပါတဲ့အစာပလာလေးတွေကျွန်တော်တို့ထည့်ပေးပါမယ်ဗျာမမထဲမှာပါတဲ့အစာပလာတွေအကောင်လုံးထည့်ပြီးတော့ကျွန်တော်တို့နောက်ဆောင်မှာမမလေးထည့်ပေးပါမယ်ဗျာမမလေးထည့်ပြီးတော့ကျွန်တော်တို့အဖောင်းလေးအောက်ထားပေးပါမယ်ဗျာပြီးတော့ကျွန်တော်တို့9မိနစ်လောက်စောက်ပေးပါမယ်ဗျာ9မိနစ်လေးပြည့်တော့ကျွန်တော်တို့အဖောင်းလေးပြန်ပြီးတော့ဖွေးပေးပါမယ်ဗျာကန်ထဲမှာထည့်ပြီးတော့ကျွန်တော်တို့စားတောင်းလို့ရပါပြီဗျာ